ဒီခွေးလေးဟာကောင်းကင်ဘုံမှာအပြုတ်မှုကောင်းလွန်းတာကြောင့်ဖျားသခင်ကသူ့ကိုဆူတောင်းတစ်ခုပေးခဲ့ပါတယ်ခွေးလေးကသခင်မလေးကိုပို့ပြီးကာကွယ်ပေးနိုင်မှုအတွက်လူဖြစ်တဲ့သခင်မလေးစီပြန်သွားခြင်းတယ်လို့တောင်းဆိုခဲ့တယ်ဖျားသခင်ကလည်းသူ့တောင်းဆိုမှုကိုသဘောတူခဲ့ပေမဲ့သခင်မလေးနားမှာ3ရက်ပဲနေခွင့်ပေးခဲ့ပြီးသူဟာခွေးတစ်ကောင်ဖြစ်ခဲ့ဘူးလေဆိုတာကိုဘာသာမပြောရဘူးလို့ကန့်သက်ချက်ထားခဲ့ပါတယ်ဒါနဲ့ခွေးလေးဟာကောင်းကင်ဘုံကနေပြုတ်ကျလာပြီးသခင်မလေးပေါ်တက်တက်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာသခင်မလေးကအလုတ်အပ်သူအတွက်ပျောက်နေတဲ့အကြောင်းကိုလိုက်ရှာပေးနေတာပါအဲ့ဒီအချိန်မှာတော့ခွေးလေးဟာရုပ်ချောတဲ့အမျိုးသားတစ်ယောက်ဖြစ်နေပါပြီသခင်မလေးကသူ့ကိုချက်ချင်းတွန်းထုတ်လိုက်ပြီးကောင်းကင်ကနေဘာလို့ပြုတ်ကျလာတာလဲလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာပဲထိုမျိုးသားကကြောင်အော်တန်ကိုကြားလိုက်ရလို့ကြောင်လေးကိုလက်ရက်ပြလိုက်တာနဲ့ကြောင်လေးကသူ့ရင်ခွင်ထဲချက်ချင်းခုန်ဝင်လာခဲ့ပါတယ်အဲ့ဒါကသခင်မလေးလိုက်ရှာပေးနေတဲ့အလုတ်အပ်သူရဲ့ကြောင်လေးပါပဲသခင်မလေးကကြောင်ကိုချီပြီးပြန်ဖို့ပြင်တော့ဆိုးရွားတဲ့ခွေးတစ်ကောင်ကလမ်းပိတ်ရက်လိုက်ပါတယ်အမျိုးသားကသခင်မလေးကိုသူ့နောက်မှာရှိလိုက်ပြီးခွေးရဲ့ဘာသာစကားနဲ့ဝင်ပြောလိုက်တယ်ခဏကြာတော့အဲ့ဒီဆိုးရွားတဲ့ခွေးကသူတို့ရှိမှလိမ္မာပါနှက်စွာထိုင်ချလိုက်ပြီးသူ့ကိုအမြင့်နှံပြီးချွဲတော့တာပါပဲသူ့မှာအဲ့ဒီလိုထူးခြားတဲ့စွမ်းရည်ရှိတာကိုမြင်တော့သခင်မလေးကသူ့ကိုဝန်ထမ်းဖြစ်လှုပ်ချင်တလားလို့ချက်ချင်းမေးလိုက်ပါတယ်ဘာလို့လဲဆိုတော့သခင်မလေးမှာပျောက်ဆုံးနေတဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရှာပေးတဲ့စတူဒီယိုတစ်ခုရှိနေလို့ပါဒီမျိုးသားဟာတိရစ္ဆာန်တွေနဲ့အရန်ရင်းနှီးမှုရှိလို့ဒီအလုပ်နဲ့အရန်ကိုကိုက်ညီလိမ့်မယ်လို့သူမယုံကြည်သွားခဲ့တယ်အမျိုးသားကအလုပ်လုပ်ပေးမယ်ဒါပေမဲ့သူကအင်ဂျင်မဲ့မို့လို့သူ့ကိုအိမ်မှာလက်ခံစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့တဲ့အမျိုးသားကလိမ့်နေတာမဟုတ်ဘူးဆိုတာတေချာသွားတော့သခင်မလေးကသဘောတူပြီးသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်အမျိုးသားကရင်းနှီးနေတဲ့ပတ်ဝန်းကျင်ကိုမြင်လိုက်ရတော့ဆိုဖာပေါ်ချက်ချင်းခုန်တက်ပြီးသူ့အကြိုက်ဆုံးအယုတ်လေးနဲ့ဆော့ပါတော့တယ်သခင်မလေးကထူးဆန်းတယ်လို့ခံစားရပေမဲ့သူ့ရဲ့ဝါသနာကိုလေးစားပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအလုတ်အပ်သူစီကကြောင်လာခေါ်တော့မယ်ဆိုတဲ့ဖုန်းဝင်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမျိုးသားကကြောင်လေးရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရတယ်အလုတ်အပ်သူကသူ့ကိုရိုက်နှက်နှိပ်စက်နေတာပါတယ်ဒါနဲ့အမျိုးသားကသခင်မလေးကိုဒီကြောင်ကိုမပေးဘဲတင်ထားပေးဖို့တောင်းပန်ပြီးနှိပ်စက်ခံရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ဒါပေမဲ့သခင်မလေးကသူ့ကိုလုံးဝမယုံခဲ့ပါဘူးမကြခင်မှာပဲအလုတ်အပ်သူရောက်လာပြီးကြောင်ကိုလာရှာတဲ့အခါကြောင်လေးပြောင်းနေတာကိုတွေ့လိုက်ရပါတယ်ဒါအပြင်အခန်းထဲမှာလည်းအစမ်းတကျတခြားမျိုးသမီးတစ်ယောက်ပိုရောက်နေခဲ့တာပါအမျိုးသားဟာကြောင်လေးကိုလွတ်မြောက်အောင်လုပ်ပေးခဲ့ပေမဲ့ဒါဟာကောင်းကင်ဘုံရဲ့စည်းကမ်းတွေကိုချိုးဖောက်လိုက်တာဖြစ်သွားပါတယ်ဒါကြောင့်ဖျားသခင်ကသူ့ကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့အချိန်ကိုလျှော့ချလိုက်ရာသူ့မှာ24နာရီပဲကြံပါတော့တယ်